Idivido Bhagava Arahanta Buddho Vesa Sarana Dambano Dugato Loka Vidu Anodaro Burita Dhamma Darati Dathati Vamanodana Buddho Bhagava Do Bhagava Dushvivuno Dagishino Myavayadi Idibi Mina Sakaranina Tatangaya Giledaru Vadana Daliato Wimya Mangwi Mai Win Paido Shwe Saipianti Londa Shinwe Mimin Bidu Jibu Goyo Aluro Mambudo Kangro Mudai Doi Jong Jong Li Arahara Udo Gono Jibje Anchiwe Magom Jamabon Dayao Bien Lai Georgia Tinsharo Mubabedi Daga Do Bhagava Dushvivuno Dagishino Myavayadi Idibi Mina Sakaranina Davinya Aswamagabhin Myadinkara Vikara Ni Lakana Pinya Nibbandahu Nga Yetiya Nyarangu Paubya Mashi Gurura Indiro Mudato Ye Jong Jong Li Dhamma Dhamma Buddha Udo Guno Jipshin Anchi Magom Yamabon Dayam Lai Georgia Tinsharo Mubabedi Daga Do Bhagava Dushvivuno Dagishino Myavayadi Idibi Mina Sakaranina Dhamma Shiva Namyuabhin Hoda Pinya Nyawizadi Nibbana Dhamya Yedu Sagayam Pshin Amandindi Ajin Sarana Sangawani Takwa Udum Jiduna Mudo Ye Jong Jong Li Vesa Sarana Dambano Vesa Sarana Dambana Udo Guno Jipshin Anchiwe Magom Jamabon Dayao Bien Lai Georgia Tinsharo Mubabedi Daga Do Bhagava Dushvivuno Dagishino Myavayadi Idibi Mina Sakaranina Dibingara Tuchadani Chiroyim Mamangin Diri Bori Mandai Kanwa Bayao Sekai Barami Sombi Nilia Dongli Bawa Myada Dai Duka Siwa Jindo Abshin Mai Mayu Mesa Huga Samyu Dazi Maganive Dadita Mazim Mabyashin Layata Vinyando Ya Jong Yo Yui Chuaro Mugedo Yi Jong Jong Li Dugado Dugara Udo Guno Jipshin Anchiwe Magom Jamabon Dayam Bien Lai Georgia Tinsharo Mubabedi Daga Do Bhagava Dushvivuno Dagishino Myavayadi Idibi Mina Sakaranina Dadoka Dadinkara Huloka Tumbo Lozongo Ayong Tin Swa Bai Chaga Phin Gong Swa Gong Sin Dimino Mudo Ye Jong Jong Li Loka Vidu Do Guno Jipshin Anchiwe Magom Jamabon Dayao Bien Lai Georgia Tinsharo Mubabedi Daga Do Bhagava Dushvivuno Dagishino Myavayadi Idibi Mina Sakaranina Soma Deyang Tadawa Mando Chao Dalin Chao Miao Dan Miao Yue Ao Thak Gong Sin Sin Song Bo Phong Phong Tin Pi Asin Phi Laya Yin Chi Liao Tui Sao
ဆုံးမတော်မူတတ်သောဤအကြောင်းကြောင့်လီအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိဟူသောဂုဏ်တော်ကြီးဖြင့်အံချီမကုံပြမဘုံတရားပြလိုက်ကြောကြားထင်ရှားတော်မူပါပေတိတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာတထဝါဟောကုံသေးကြောသည်ဖောင်းလောငေသာနောက်ပါများကိုယေရှာဘိခခန္ဓာရမခေမမြည်ငူထုတ်ကေယူသူထိုထုတစီခေရင်ပိတိဇာတိဇရမရဏဟုကန္နာရာကျံခီလမရွှေနမ်းမြည်ငူပြည်နေဘုသို့နတ်လူမြမတတ္တဝါကိုကောင်းစွာဆောင်ယူကဲ့တင်တော်မူတတ်သောဤအကြောင်းကြောင့်လီတထာဒေဝမနုဿာနံတထာဒေဝမနုဿာနာဟုသောဂုဏ်တော်ကြီးဖြင့်အံချီမကုံပြမဘုံတရားပြလိုက်ကြောကြားထင်ရှားတော်မူပါပေတိတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာဒုက္ခသမုဒယနိရောဓနှင့်မဂ္ဂမိသာလေးသစ္စာကိုဥစွာပိုင်ပိုင်သိမြင်နိုင်၍သုံးဆိုင်ဝိနည်းများဘုရားကိုမသွေအတူသိစေတော်မူနိုင်သောဤအကြောင်းကြောင့်လီဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့်အံချီမကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြားထင်ရှားတော်မူပါပေတိတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာအနုမြူသဘွယ်ပြောက်ွယ်သိမ့်မွေမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအနိမာဘုံတော်စိတ်ရလားကောင်းငယ်ပြား၌ပေါ်ပါလေမြန်စံပြန်ကြွားသွားနိုင်သောလင်္ကိမာဘုံတော်ကိုယ်တော်တန်တန်ဘဝတိုင်းညာမနိုင်အားဘူးကြီးမားလေအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမာဘုံတော်စီတာကွယ်ကမရှိပါပဲလူရတိုင်းပေါင်းတက္ကနာလောက်ဖြင့်ကြွားရောက်နိုင်သောပတ္တိဘုံတော်အစင်အတန်တန်ဘုံသဏ္ဍာန်ကိုစီမံဖန်တီးတက္ကနာရီဖြင့်ပြီးစီးနိုင်သောဘာဂမဘုံတော်ကိုရောမြတ်ဤစိတ်ဓာတ်တော်မှာစာဝိမကျွင်းလူနာမင်းကိုပိုင်နှင့်အုပ်စိုးလွမ်းမိုးနိုင်သောဣတိတာဘုံတော်သမ္မာပစ္စာပဉ္ဉံကိုဝိဇ္ဇံလောကတက္ကနာချင်းပိုင်ဝင်စားနိုင်သောဝတိတာဘုံတော်ကိစ္စတကူပြုစုတော်မင်းပြီးဆုံးခြင်းသောဇောလျမသွေပြီးဆုံးစေနိုင်သောယထကာမဝတိကဘုံတော်ရှိဘောအပြာဤသောအဖြင့်ထင်ရှားလေပြီဣတရိယဘုံတော်ကိလေသာယံပေပြလံဖို့ကိလေသာယံပေဖြတ်လံဖို့နိဗ္ဗာန်ဖို့မှကိုကြပြလောကုတ္တရာတရားဒီဟုသောဓမ္မဘုံတော်ဟောတိုင်းမှစွာဖြစ်ပေါ်လာ၍ကဘာတိုင်းပေါင်းတောင်းလောကရပဲ့တင်ထမြနတ်သတရင်ကြောစိုးခြင်းဟုသောယတဘုံတော်ရွှေမျက်နှာတော်လက်ချေတော်မှာစားရမကျွင်ပင်လုံးဝင်သည်ဗမ်းမီအနိကျတိမင်္ဂလာစုဝေးကဖြင့်လွန်စွာတင့်တယ်တပ်ပေတော်မူသောတိရီဘုံတော်အလိုတော်အတိုင်းတောင်းတတိုင်းပေမစွာဤမတော်ပြီးစီရသည့်ကာမဘုံတော်တလောကလုံးညိုယုံကိုးစားအားထားဖို့ရာလွန်စွာကြိုးကုပ်အားထုတ်တော်မူသောပယတ္တဘုံတော်ဣ
ဤ6ဘောကုံဘုံတော်ဟုန်နှင့်ပြည့်စုံတော်မူသောဤအကြောင်းကြောင့်လီဘဂဝါဟုသောဂုဏ်တော်ကြီးဖြင့်ချီး၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေတိတကားဧဝံနဝဤခုနေဤလောကံမိကိတ္တိဗျာပိတံအာတုလံဓမ္မယာဇာနဝန္ဒမိတိဟိတာတရံဧဝံနဝဤခုနေဤလောကံမိကိတ္တိဗျာပိတံအာတုလံဓမ္မယာဇာနဝန္ဒမိတိဟိတာတရံဧဝံနဝယေကုနေဤရဟတာသလာတိကိုဖျားသောဂုဏ်တော်တို့ဖြင့်လောကမိဘဝဆုံးအောင်ဘုံသုံးဆောင်နေကိတ္တိဗျာပိတံသိမ့်သိမ့်တုံကပဲ့တင်ထမြနှံ့ဆက်ကြိုဆိုတော်မူထသောအာတုလံသီလခေါင်းဤသမာဓိနှင့်ជីវិတညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတူလီရှိတော်မမူထသောဓမ္မယာဇာနံသုံးပေါင်းမခိုင်သုံးထိုက်တရဟုသုံးလူသိခြေဓမ္မရထုထားရှင်တော်မြတ်ဗျာဟုဒီလောဣဇလီနှုတ်တန်ချီ၍ရွှင်ကြည်မနောသုံးပါသောဓဝရတို့ဖြင့်သာတရံလေးမြတ်ကြီးညိုယိုသေးခြင်းရှိသည်ဖြစ်၍ဝန္ဒမိဂုဏတော်ထုံမွန်းဘုံတော်မန်လျက်ချီးမွမ်းတော်မနာပနာညွတ်ကြိုးလက်ဆုံးမူ၍ရှေခိုးကြောပါဤဖယာဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏတံပနောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသောဘဂဝါတို့ရွှေဘုံတော်တခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာ1500ကိလေသာတို့ဝါဒနာတလျထုံငွေမြမငွေမရိပ်ဝင်းဝင်းဖိတ်သူရွှေစိတ်ပြန်သည်လွန်သက်ရှင်၍မင်းမင်းပြည်သူကြည်ဖြူကိုရောအလူတော်မှန်ပူဇော်ကိုခံရတော်မူတတ်သောဤအကြောင်းကြောင့်လီအရဟံရဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေတိတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာသဗ္ဗညံအာဆွမ်းမကားဖြင့်မြာသင်္ခါရဝိကာရနှင့်လက္ခဏာပညာနိဗ္ဗာန်တဟုငါရဲ့တိယံညရံကိုဖောက်ပြန်မရှိကိုယ်တော်တိုင်သိတော်မူတဲ့သောဤအကြောင်းကြောင့်လီသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓဟုသောဂုဏ်တော်ကြီးဖြင့်အံချီမကုံပြမဘုံတိုင်အောင်ပြလိုက်ကြောကြအထင်ရှားတော်မူပါပေတိတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာသုံးပါးရှိပါးနှမျိုးအဖြင့်ဟောတာပညာဉာဏ်ဝိဇ္ဇာတိနိဗ္ဗာန်ဓမ္မယသို့စိုက်ကယံဖြင့်အမှန်သိသည်အကျင့်စရဏ15ဝါးနှင့်တကွဥသုံးပြည့်စုံတော်မူသော၏အကြောင်းကြောင့်လီဝိဇ္ဇာစရဏတံပန္နောဝိဇ္ဇာစရဏတမ္မနာဟုသောဂုဏ်တော်ကြီးဖြင့်အံချီမကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြအထင်ရှားတော်မူပါပေတိတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣ
Iti mina sakaranina Di bingara tuja dani Jiroyin mamangin Diri bori mandai Kanwa bayao sekai barami Sombi nilia Dongli bawa miyata dai Dukha siwa jindo apshin Mai mayu meisa huga Samyu dazi maganyi ve Tati tamasi mabya shinlaya tabi nyando ya yang yo yue Chua ro muge do yi jang jang li Duga do dugara hu do gong no chi pshin An chi we ma gong pyama bong dayang pya lai cho cha ga Tin sha ro mu ba pe ti daga Do bhagava do shwe no takin sino myavayadi Iti bimina sakaranina Dadoka ta thingkhara hu lokaသုံးပုံအလုံးစုံကိုအာယုန်ထင်စွာပိုင်းခြားကဖြင့်ကောင်းစွာဂုဏ်စင်သိမြင်တော်မူသောဤအကြောင်းကြောင့်လီလောကဝိတုသောဂုဏ်တော်အကြီးဖြင့်အန်ချီဝေမကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြတင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသာကာရဏိနာဆုံးမသိယံတတဝမံသော6တလင်း6မြောက်တံမြောက်၍အောက်ထက်ကုံစင်စင်ဆုံးဖို့ဖုံဖုံသင်ပြီးအစဉ်ဖိလျက်ယင်ကြည်လျောင်သွေးဆောင်ဆုံးမတော်မူတတ်သောဤအကြောင်းကြောင့်လီအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိဟူသောဂုဏ်တော်ကြီးဖြင့်အန်ချီမကုံပြမဘုံတရားပြလိုက်ကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာတထဝါဟောကုံသေးကြောသည်ဖောင်းလောငေသာနောက်ပါများကိုယေရှာဘိခခန္ဓာရမခေမမြည်ငူထုတ်ကေယူသူထိုထုတစီခေရင်ပိတိဇာတိဇရမရဏဟုကန္နာရာကျံခီလမရွှေနမ်းမြည်ငူပြည်နေဘုသို့နတ်လူမြမတတ္တဝါကိုကောင်းစွာဆောင်ယူကဲ့တင်တော်မူတတ်သောဤအကြောင်းကြောင့်လီတထာဒေဝမနုဿာနံတထာဒေဝမနုဿာနာဟုသောဂုဏ်တော်ကြီးဖြင့်အန်ချီဝေမကုံပြမဘုံတိုင်အောင်ပြလိုက်ကြောကြတင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာဒုက္ခသမုဒယနိရောဓနှင့်မဂ္ဂမိသာလေးသစ္စာကိုဥစွာပိုင်ပိုင်သိမြင်နိုင်၍သုံးဆိုင်ဝိနည်းများဘုရားကိုမသွေအတူသိစေတော်မူနိုင်သောဤအကြောင်းကြောင့်လီဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့်အန်ချီဝေမကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာအနုမြူသဘွယ်ပြောက်ွယ်သိမွေမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအနိမာဘုံတော်စိတ်ရလားကောင်းငယ်ပြား၌ပေါ်ပါလေမြန်စံပြန်ကြွားသွားနိုင်သောလင်္ကိမာဘုံတော်ကိုယ်တော်တန်တန်ဘုံအတိုင်းညာမနာရဘူးကြီးမားလေအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမာဘုံတော်
စီတာကွယ်ကမရှိပါပဲလူရတိုင်းပေါတက္ကနာလောက်ဖြင့်ကြွားရောက်နိုင်သောပတ္တိဘုံတော်အစင်အတန်တန်ဘုံသာတန်ကိုစီမံဖန်တီးတက္ကနာရီဖြင့်ပြီးစီးနိုင်သောဘာကမ္မဘုံတော်ကိုရောမြတ်ဤစိတ်ဓာတ်တော်မှာစာဝိမကျွင်းလူနာမင်းကိုပိုင်နှင့်အုပ်စုလွမ်းမိုးနိုင်သောဣတိတာဘုံတော်သမ္မာပစ္စာပဉ္ဉံကိုဝိဇ္ဇံလောကတက္ကနာခြင်းပိုင်ဝိဇ္ဇာနိုင်သောဝတိတာဘုံတော်ကိစ္စတကူပြုစုတော်မင်းပြီးဆုံးခြင်းသောသောလျင်မသွေပြီးဆုံးစေနိုင်သောယထကာမဝတိကဘုံတော်ရှစ်ဘောအပြာဤသောအဖြင့်ထင်ရှားလေပြီးဣတရိယဘုံတော်ကိလေသာယံပေပြန်လံဖို့ကိလေသာယံပေဖြတ်လံဖို့နိဗ္ဗာန်ဖို့မှကိုကြပြလောကုတ္တရာတရားတည်ဟူသောဓမ္မဘုံတော်ဟောတိုင်းမှန်စွာဖြစ်ပေါ်လာ၍ကဘာတိုင်ပေါင်းတောင်းလောကရပဲ့တင်ထမြနတ်သတရင်ကြောစိုးခြင်းဟူသောယတဘုံတော်ရွှေမျက်နှတော်လက်ချေတော်မှာစာ၍မကျွင်ပင်လုံးဝင်သည်ဗမ်းမီအနိကျတိမင်္ဂလာစုဝေကဖြင့်လွန်စွာတင့်တယ်တပ်ပေတော်မူသောတိရိဘုံတော်အလိုတော်အတိုင်းတောင်းတတိုင်းပေမစွမ်းမတော်ပြည်စီရသည့်ကာမဘုံတော်တလောကလုံးညိုယုံကိုးစားအားထားဖို့ရာလွန်စွာကြိုးကုပ်အားထုတ်တော်မူသောပယတ္တဘုံတော်ဤ၆ဘောကုံဘုံတော်ဟုန်နှင့်ပြည့်စုံတော်မူသောဤအကြောင်းကြောင့်လီဘဂဝါဟုသောဂုဏ်တော်ကြီးဖြင့်အချင်း၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေတိတကားဧဝံနဝဤခုနေလောကံမိကိတ္တိဗျာပိတံအာတုလံဓမ္မယာဇာနဝန္ဒမိတိဟိတာတရံဧဝံနဝယေကုနေလောကမေကိတိဗျာပိတံအတုလံဓမ္မယာဇာနဝန္ဒာမိတိဟိတာရရံဧဝံနဝယေကုနေယရဟတာသလာတိကိုဖျားသောဂုဏ်တော်တို့ဖြင့်လောကမိဘဝဆုံးအောင်ဘုံသုံးဆောင်နေကိတ္တိဗျာပိတံသိသိတုံကပဲ့တင်ထမြနှံ့ဆက်ကြိုဆိုတော်မူထသောအတုလံသီလခေါင်းဤသမာဓိနှင့်ជីဝိတညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတူလီရှိတော်မမူထသောဓမ္မယာဇာနံသုံးပေါင်းမခိုင်သုံးတိုက်တရဟုသုံးလူသိจิตမရထုထားရှင်တော်မြတ်ဗျာဟုဒီလောဣဇလီနှုတ်တန်ချီ၍ရှင်ကြည်မနောသုံးပါသောဓဝရတို့ဖြင့်သာဒရံလေးမြတ်ကြီးညိုယိုသေးခြင်းရှိသည်ဖြစ်၍ဝန္ဒမိဂုံတော်ထုံမွန်းဘုံတော်မလျက်ချီးမွမ်းထောမနာပနာညွတ်ကြိုးလက်ဆုံးမူ၍ရှေခိုးကြောပါဤဖယာဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏတံပနောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသောဘဂဝါတို့ရွှေဘုံတော်တခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာ1500ကိလေသာတို့ဝါဒနာတလျထုံငွေမြမငွေမရိပ်ဝင်းဝင်းဖိတ်သူရွှေစိတ်ပြန်သည်လွန်သရှင်၍မင်းမင်းပြည်သူကြည်ဖြူကိုရောအလူတော်မှန်ပူဇော်ကိုခံရမှုတိုက်သောဤအကြောင်းကြောင့်လီ
ရဟံရဟုသောဂုဏတော်ကြီးဖြင့်အံချီ၍မကုန်မြမဘုံတိုင်အောင်ပြန်လိုင်းကြောကြားထင်ရှားတော်မူပါပေသည့်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသာကာရဏိနာသဗ္ဗညံအာဆွမ်းမကားဖြင့်မြာသင်္ခါရဝိကာရနှင့်လက္ခဏာပညာနိဗ္ဗာန်တဟုငါရဲ့တိယံညရံကိုဖောက်ပြန်မရှိကိုယ်တော်တိုင်သိတော်မူတဲ့သောဤအကြောင်းကြောင့်လီသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓဟုသောဂုဏတော်ကြီးဖြင့်အံချီမကုန်မြမဘုံတိုင်အောင်ပြလိုင်းကြောကြားအထင်ရှားတော်မူပါပေသည့်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသာကာရဏိနာသုံးပါးရှိပါးနှမျိုးအဖြင့်ဟောတာပညာဉာဏ်ဝိဇ္ဇာတိနိဗ္ဗာန်တမြတ်ရဲ့သို့စိုက်ကယံဖြင့်အမှန်သိသည်အကျင့်စရဏ15ဝါးနှင့်တကွဥသုံးပြည့်စုံတော်မူသော၏အကြောင်းကြောင့်လီဝိဇ္ဇာစရဏတံပန္နောဝိဇ္ဇာစရဏတမ္မနာဟုသောဂုဏတော်ကြီးဖြင့်အံချီမကုန်မြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြားအထင်ရှားတော်မူပါပေသည့်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသာကာရဏိနာဒီပင်ကရာထွချသနေခြေတော်ရင်မမန်ကင်းတိရိဘောရိမန္တိုင်ခံဝါပိုင်အောင်စေခိုင်ပါရမီဆုံးပြည့်ညီလျက်သုံးလီဘဝမြတ်တတ္ဤဒုက္ခစီးပွားခြင်းသောအဖြစ်မိုင်မာယူမိစ္ဆာဟုကသံမြူတစီမကန့်ညီပဲတတိတံပဇင်မပြည့်ရှင်လျက်သဗ္ဗညံတော်ရကြောင်းရော၍ကြွတော်မူခဲ့သောဤကြောင်းကြောင့်လီဒုက္ခတောဒုက္ခရဟုသောဂုဏတော်ကြီးဖြင့်အံချီမကုန်မြမဘုံတရားပြန့်လိုင်းကြောကြားအထင်ရှားတော်မူပါပေသည့်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသာကာရဏိနာတတောကသသင်္ခါရဟုလောကသုံးဘုံအလုံးစုံကိုအာယုန်ထင်စွာပိုင်းခြားကဖြင့်ကောင်းစွာဂုံစင်သိမြင်တော်မူသောဤအကြောင်းကြောင့်လီလောကဝိတုဟုသောဂုဏတော်ကြီးဖြင့်အံချီ၍မကုန်မြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြားထင်ရှားတော်မူပါပေသည့်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသာကာရဏိနာဆုံးမသိယံတတဝမံသော6တလင်း6မြောက်တံမြောက်၍အောက်ထကုံစင်စင်ဆုံးဖို့ဖုံဖုံသင်ပြီးအစဉ်ဖိလျက်ယင်ကြည်လျောင်သွေးဆောင်ဆုံးမတော်မူတတ်သောဤအကြောင်းကြောင့်လီအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိဟုသောဂုဏတော်ကြီးဖြင့်အံချီမကုန်မြမဘုံတရားပြန့်လိုင်းကြောကြားအထင်ရှားတော်မူပါပေသည့်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသာကာရဏိနာတထဝါဟောကုံသေးကြောသည်ဖောင်းလောငေသာနောက်ပါများကိုယေရှာဘိခခန္ဓာရမခေမမြည်ငူထုတ်ကေယူသူထိုထုတစီခေရင်ပိတိဇာတိစရမရဏဟုကန္နာရာကျံခီလမ
ရွှေနမ်းမြင်ငူပြည်နေဘူးတို့နတ်လူပြမတတ္တဝါကိုကောင်းစွာဆောင်ယူခဲ့တဲ့တော်မူတတ်သောဤအကြောင်းကြောင့်လီတထာဒေဝမနုဿာနံတထာဒေဝမနုဿာနာဟုသောဂုဏတော်ကြီးဖြင့်အံချီမကုံမြမဘုံတိုင်အောင်ပြလိုက်ကြောကြတင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်တကိရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာဒုက္ခသမုဒယနိရောဓနှင့်မဂ္ဂမိသာလေးသစ္စာကိုဥစွာပိုင်ပိုင်သိမြင်နိုင်၍သုံးဆိုင်ဝိနည်းများဘုရားကိုမသွေအတူသိစေတော်မူနိုင်သောဤအကြောင်းကြောင့်လီဗုဒ္ဓဟူသောဂုဏတော်ကြီးဖြင့်အံချီ၍မကုံမြမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်တခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာအနုမြူသဘွယ်ပြောက်ွယ်သိမ့်မွေမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအနိမာဘုံတော်စေရလားကောင်းငယ်ပြား၌ပေါ်ပါလေမြန်စံပြန်ကြွားသွားနိုင်သောလင်္ကိမာဘုံတော်ကိုယ်တော်တန်တန်ဘုံအတိုင်းညာမနိုင်အားဘူးကြီးမားလေအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမာဘုံတော်စီတာကွယ်ကမရှိပါပဲလူရတိုင်းပေါတက္ကနာလောက်ဖြင့်ကြွားရောက်နိုင်သောပတ္တိဘုံတော်အစင်အတန်တန်ဘုံသာတန်ကိုစီမံဖန်တီးတက္ကနာရီဖြင့်ပြီးစီးနိုင်သောဘာကမဘုံတော်ကိုရောမြတ်ဤစိတ်ဓာတ်တော်မှာစာဝိမကျွင်းလူနာမင်းကိုပိုင်နှင့်အုပ်စုလွမ်းမိုးနိုင်သောဣတိတာဘုံတော်သမ္မာပစ္စာပဉ္ဉံကိုဝိဇ္ဇာလောကတက္ကနာခြင်းပိုင်ဝိဇ္ဇာနိုင်သောဝတိတာဘုံတော်ကိစ္စတကူပြုစုတော်မင်းပြီးဆုံးခြင်းသောသောလျင်မသွေပြီးဆုံးစေနိုင်သောယထကာမဝတိကဘုံတော်ရှစ်ဘောအပြာဤသောအဖြင့်ထင်ရှားလေပြီဣတရိယဘုံတော်ကိလေသာယံပေပြန်လံဖို့ကိလေသာယံပေဖြတ်လံဖို့နိဗ္ဗာန်ဖို့မှကိုကြအပြာလောကုတ္တရာတရားဒီဟုသောဓမ္မဘုံတော်ဟောတိုင်းမှစွာဖြစ်ပေါ်လာ၍ကဘာတိုင်ပေါင်းတောင်းလောကရပဲ့တင်ထမြနတ်သတရင်ကြောစိုးခြင်းဟုသောယတဘုံတော်ရွှေမျက်နှာတော်လက်ချေတော်မှာစာ၍မကျွင်ပင်လုံးဝင်သည်ဗမ္မေအနိကျတိမင်္ဂလာစုဝေကဖြင့်လွန်စွာတင့်တယ်တပ်ပေတော်မူသောတိရိဘုံတော်အလိုတော်အတိုင်းတောင်းတတိုင်းပေမစွမ်းဤမတော်ပြီးစီရသည့်ကာမဘုံတော်တလောကလုံးညိုယုံကိုးစားအားထားဖို့ရာလွန်စွာကြိုးကုပ်အားထုတ်တော်မူသောပယတ္တဘုံတော်ဤ၆ဘောကုံဘုံတော်ဟုန်နှင့်ပြည့်စုံတော်မူသောဤအကြောင်းကြောင့်လီဘဂဝါဟုသောဂုဏတော်ကြီးဖြင့်အချင်း၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေသည်တကားဧဝံနဝဤခုနေလောကံမိကိတ္တိပြာပိတံအာတုလံဓမ္မယာဇာနဝန္ဒမိတိဟိတာတရံဧဝံနဝယေကုနေလောကမေကိတိဗျာပိတံအတုလဓမ္မယာဇာနဝန္ဒာမိတိဟိတာရရံဧဝံနဝယေကုနေဤရဟတာသလာတိကိုဖျားသောဂုဏတော်တို့ဖြင့်
လောကမီဘဝဆုံးအောင်ဘုံသုံးဆောင်နေခိတိဗျာပိတံသိသိတုံကပဲ့တင်ထမြနှံ့ဆက်ကြိုဆိုတော်မူထသောအတုလံသီလကောင်းနေသမာဓိနှင့်ជីវិတညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတူလီရှိတော်မမူထသောဓမ္မယာဇာနံသုံးပေါင်းမခိုင်သုံးထိုက်တရဟုသုံးလူသိจิตမရထုထားရှင်တော်မြတ်ဗျာဟုဒီလောဣဇလီနှုတ်တန်ချီ၍ရွှင်ကြည်မနောသုံးပါသောဓဝရတို့ဖြင့်သာတရံလေးမြတ်ကြီးညိုယိုသေးခြင်းရှိသည်ဖြစ်၍ဝန္ဒာမိဂုံတော်ထုံမွန်းဘုံတော်မလျက်ချီးမွမ်းတော်မနာပနာညွတ်ကြိုးလက်ဆုံးမူ၍ရှေခိုးကြောပါဤဖယာဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏတံပနောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသောဘဂဝါတို့ရွှေဘုံတော်တခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာ1500ကိလေသာတို့ဝါဒနာတလျထုံငွေမြမငွေမရိပ်ဝင်းဝင်းဖိတ်သူရွှေစိတ်ပြန်သည်လွန်သရှင်း၍မင်းမင်းပြည်သူကြည်ဖြူကိုရောအလူတော်မှန်ပူဇော်ကိုခံရတော်မူတတ်သောဤအကြောင်းကြောင့်လီအရဟံရဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံပြမဘုံတိုင်အောင်ပြန်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာသဗ္ဗညံအာဆွမ်းမကားဖြင့်မြာသင်္ခါရဝိကာရနှင့်လက္ခဏာပညာနိဗ္ဗာန်တဟုငါရဲ့တိယံညရံကိုဖောက်ပြန်မရှိကိုယ်တော်တိုင်သိတော်မူတတ်သောဤအကြောင်းကြောင့်လီသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓဟုသောဂုဏ်တော်အကြီးဖြင့်အံချီမကုံပြမဘုံတိုင်အောင်ပြလိုင်းကြောကြအထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာသုံးပါးရှိပါးနှမျိုးအဖြင့်ဟောတာပညာဉာဏ်ဝိဇ္ဇာတိနိဗ္ဗာန်တမြတ်ရဲ့သို့စိုက်ကယံဖြင့်အမှန်သိသည်အကျင့်စရဏ15ဝါနှင့်တကွဥသုံးပြည့်စုံတော်မူသော၏အကြောင်းကြောင့်လီဝိဇ္ဇာစရဏတံပန္နောဝိဇ္ဇာစရဏတမနာဟုသောဂုဏ်တော်ကြီးဖြင့်အံချီမကုံပြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြအထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာဒီပင်ကရာထွချသနေခြေတော်ရင်မမန်ကင်းတိရိဘောရိမန္တိုင်ခံဝါပိုင်အောင်စေခိုင်ပါရမီဆုံးပြည့်ညီလျက်သုံးလီဘဝမြတ်တတ္ဤဒုက္ခစီးပွားခြင်းသောအဖြစ်မိုင်မာယူမိစ္ဆာဟုကသံမြူတစိမကန့်ညီပဲတတိတံမစဉ်မပြည့်ရှင်လျက်သဗ္ဗညံတော်ရကြောင်းရော၍ကြွတော်မူခဲ့သောဤကြောင်းကြောင့်လီဒုက္ခတောဒုက္ခရဟုသောဂုဏ်တော်ကြီးဖြင့်အံချီမကုံပြမဘုံတရားပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကား
သောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာဇာကာရဏိနာတတောကသာသင်္ခါရဟုလောကသုံးဘုံအလုံးစုံသောအာယုန်ထင်စွာပိုင်းခြားကဖြင့်ကောင်းစွာဂုံစင်သိမြင်တော်မူသောဤအကြောင်းကြောင့်လီလောကဝိတုဟုသောဂုဏတော်ကြီးဖြင့်အံချီ၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေတည်းတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာဇာကာရဏိနာဆုံးမသိယံတတဝမံသော6တလင်း6မြောက်တံမြောက်၍အောက်ထက်ကုံစင်စင်ဆုံးဖို့ဖုံဖုံသင်ပြီးအစဉ်ဖိလျက်ယင်ကြည်လျောင်သွေးဆောင်ဆုံးမတော်မူတတ်သောဤအကြောင်းကြောင့်လီအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိဟူသောဂုဏ်တော်ကြီးဖြင့်အံချီမကုံပြမဘုံတရားပြလိုက်ကြောကြထင်ရှားတော်မူပါပေတည်းတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာတထဝါဟောကုံသေးကြောသည်ဖောင်းလောငေသာနောက်ပါများကိုယေရှာဘိခခန္ဓာရမခေမမြည်ငူထုတ်ကေယူသူထိုထုတစီခေရင်ပိတိဇာတိဇရာမရဏဟုကန္နာရာကျံခီလမရွှေနမ်းမြည်ငူပြည်နေဘူးသို့နတ်လူပြမတတ္တဝါကိုကောင်းစွာဆောင်ယူကဲ့တင်တော်မူတတ်သောဤအကြောင်းကြောင့်လီတထာဒေဝမနုဿာနံတထာဒေဝမနုဿာနာဟုသောဂုဏတော်ကြီးဖြင့်အံချီ၍မကုံပြမဘုံတိုင်အောင်ပြလိုက်ကြောကြထင်ရှားတော်မူပါပေတည်းတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာဇာကာရဏိနာဒုက္ခသမုဒယနိရောဓနှင့်မဂ္ဂမိသာလေးသစ္စာကိုဥစွာပိုင်ပိုင်သိမြင်နိုင်၍သုံးဆိုင်ဝိနည်းများဘုရားကိုမသွေအတူသိစေတော်မူနိုင်သောဤအကြောင်းကြောင့်လီဗုဒ္ဓဟုသောဂုဏတော်ကြီးဖြင့်အံချီ၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေတည်းတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာဇာကာရဏိနာအနုမြူသဘွယ်ပြောက်ွယ်သိမ့်မွေမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအနိမာဘုံတော်စိတ်ရလားကောင်းငယ်ပြား၌ပေါ်ပါလေမြန်စံပြန်ကြွားသွားနိုင်သောလင်္ကိမာဘုံတော်ကိုယ်တော်တန်တန်ဘဝတိုင်းညာမနိုင်အဘူးကြီးမားလေအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမာဘုံတော်စီတာကွယ်ကမရှိပါပဲလူရတိုင်းပေါတက္ကနာလောက်ဖြင့်ကြွားရောက်နိုင်သောပတ္တိဘုံတော်အစင်အတန်တန်ဘုံသတန်ကိုစီမံဖန်တီးတက္ကနာရီဖြင့်ပြီးစီးနိုင်သောဘာကမ္မဘုံတော်ကိုရောမြတ်ဤစိတ်ဓာတ်တော်မှာစာဝိမကျွင်းလူနာမင်းကိုပိုင်နှင့်အုပ်စုလွမ်းမိုးနိုင်သောဣတိတာဘုံတော်သမ္မာပစ္စာပဉ္ဉံကိုဝင်စားလိုကတက္ကနာချင်းပိုင်ဝင်စားနိုင်သောဝတိတာဘုံတော်ကိစ္စတကူပြုစုတော်မင်းပြီးဆုံးခြင်းသောဇောလိမသွေပြီးဆုံးစေနိုင်သောယထကာမဝတိကဘုံတော်ရှစ်ဘောအပြာဤသောအဖြင့်ထင်ရှားလေပြီဣတရိယဘုံတော်ဣ
ကိလေသာယံပေပြလံဖို့ကိလေသာယံပေဖြတ်လံဖို့နိဗ္ဗာန်ဖို့မှကိုကြပြလောကုတ္တရာတရားဒီဟုသောဓမ္မဘုံတော်ဟောတိုင်းမှစွာဖြစ်ပေါ်လာ၍ကဘာတိုင်းပေါင်းတောင်းလောကရပဲ့တင်ထမြနတ်သတရင်ကြောစိုးခြင်းဟုသောယတဘုံတော်ရွှေမျက်နှာတော်လက်ချေတော်မှာစား၍မကျွင်ပင်လုံးဝင်သည်ဗမ်းမီအနိကျတိမင်္ဂလာစုဝေးကဖြင့်လွန်စွာတင့်တယ်တပ်ပေတော်မူသောတိရိဘုံတော်အလိုတော်အတိုင်းတောင်းတတိုင်းပေမစွာ၏မတော်ပြည်စည်းရသည့်ကာမဘုံတော်တလောကလုံးညိုယုံကိုးစားအားထားဖို့ရာလွန်စွာကြိုးကုပ်အားထုတ်တော်မူသောပယတ္တဘုံတော်ဤ၆ဘောကုံဘုံတော်ဟုန်နှင့်ပြည့်စုံတော်မူသောဤအကြောင်းကြောင့်လီဘဂဝါဟုသောဂုဏ်တော်ကြီးဖြင့်အချင်း၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေတိတကားဧဝံနဝဤခုနေလောကံမိကိတ္တိပြာပိတံအာတုလံဓမ္မယာဇာနဝန္ဒမိတိဟိတာတရံဧဝံနဝယေကုနေလောကမေကိတိဗျာပိတံအတုလဓမ္မယာဇာနဝန္ဒာမိတိဟိတာရရံဧဝံနဝယေကုနေယရဟတာသလာတိကိုဖျားသောဂုဏ်တော်တို့ဖြင့်လောကမိဘဝဆုံးအောင်ဘုံသုံးဆောင်နေကိတ္တိဗျာပိတံသိသိတုံကပဲ့တင်ထမြနှံ့ဆက်ကြိုဆိုတော်မူထသောအတုလံသီလကောင်းဤသမာဓိနှင့်ជីဝိတညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတူလီရှိတော်မမူထသောဓမ္မယာဇာနံသုံးပေါင်းမခိုင်သုံးထိုက်တရဟုသုံးလူသည်ခြေဓမ္မရထုထားရှင်တော်မြတ်ဗျာဟုဒီလောဣဇလီနှုတ်တန်ချီ၍ရွှင်ကြည်မနောသုံးပါသောဓဝရတို့ဖြင့်သာဒရံလေးမြတ်ကြီးညိုယိုသေးခြင်းရှိသည်ဖြစ်၍ဝန္ဒာမိဂုံတော်ထုံမွန်းဘုံတော်မလျက်ချီးမွမ်းထောမနာပနာညွတ်ကြိုးလက်ဆုံးမူ၍ရှေခိုးကြောပါဤဖယာ